ဒီစုံမက်ကကြစိတ်ဒီမြန်မာကရှာပိုင်းရောဒီအိန္ဒိယဟိန္ဒူဘက်ကကရှာပိုင်းရောစိတ်ပဲဟိုပါပေါ့တကားလုံးပေါ့အစအဆုံးဆူရက်ကတော့မရှိဘူးပါဆိုအိန္ဒိယကရှာဆိုလဲဆက်ဒီတူရဲ့ character အတိုင်းပဲသွားပေးတယ်ဟိုအရန်လှကျင်တဲ့အခန်းတွေပါတချို့ဆေးရုံကန်းတွေပါညာဆိုစိတ် Nasma တွေပါညာဆိုလို့ရှိရင်လည်းမျက်တောင်အစမတက်ပေးဘူးပေါ့နော်နည်းနည်းဟို stress တော့မရှိဘူးပါဆိုကိုရီးယားဒီကားရိုက်တွေကလိုက်နေကြထုံးစံတိုင်းလိုက်ခဲ့လို့လေအရင်ကားရိုက်ကကြတော့မင်းသမီးတစ်ယောက်ဆိုတစ်ယောက်အဲ့တစ်ယောက်နောက်လိုက်ပြီးတော့သူနဲ့အတူတူတော့ရတယ်သူနဲ့အတူတူပြန်ဆိုအခုမှကြတော့ဟိုဒီ series ကြတော့သူတို့နောက်နေ့ဘယ်မှာရိုက်မလဲဘယ်ကနေဘယ်လိုပြန်ရမလဲဆိုတော့သွားကြီးလာကြီးကတော့လည်းနည်းဟိုကက်ခဲတာပေါ့နော်ဒါကြရှေ့ကားတော့ဆိုမိုးလင်းထိမနေ့4နာရီမှပြန်ရတဲ့အခါလေးလည်းရှိတယ်ဒါပေမဲ့ဒီကားမှကြတော့ဆက်ရတော့ထားခဲ့လို့မလိုတော့ဘူးဆိုလို့ရှိရင်စိတ်ထားပြီးပြေးလိုက်တာပဲတခါလေးစဒီထက်မှာ Nasma ဆိုရင် Nasma ပုံစံလေးသူကအပြင်အောက်တို့ထွက်တော့မယ်သူအလှကန်းဆိုရင်အလှအတွက်ကိုကပြန်ချိန်ပေးလိုက်တယ်ပေါ့နော်နည်းနည်းလေးနေမကောင်းတဲ့ဟာဆိုနေမကောင်းတဲ့ဟာမျိုးလေးပေါ့နည်းနည်းလေးအဓိကတော့ဟိုဒီကိုထုံးမင်းလင်းရတဲ့ဟာလေးတော့နည်းနည်းလေးခက်ခဲတာပေါ့အဲဆိုသူ့သားရည်ကြီးမပြသွားဖို့လေမပြသွားဖို့ပဲလိမ့်ထားမှန်းမသိဖို့ရနည်းနည်းသူနဲ့တော့တရက်ပဲညှိလိုက်ရပါနောက်နေ့ကျသူလိမ့်မယ်ဖြစ်သွားပါကိုလိမ့်ခဲ့တဲ့မင်းသမီးကြတော့အကုန်လုံးကတော့ဟိုမအောင်မြင်ခင်ကလိမ့်ခဲ့ရတယ်များတယ်သူတို့အောင်မြင်ပြီးသွားပြီးနေရာတစ်ခုရသွားပြီးတန်းတစ်ခုရတော့အကယ်ဒမီရသွားပြီဆိုတော့ကိုယ်နည်းနည်းလေးကိုနဲ့မလိမ့်ဖြစ်တာတော့များတယ်အဲ့ဒါလည်းသူတို့အပြစ်မဟုတ်ပါဘူးတော်တော်များများကတော့ဒီလိုပဲပြောင်းလဲပြီးတော့အတစ်တွေနဲ့ပဲလိမ့်ကျင်ကြတာပဲလေနော်အဲ့တော့ဟိုသူတို့ကိုအပြစ်မြင်လို့မရကိုတိုင်းကိုလည်းအပြစ်မြင်လို့မရဒါသဘာဝတရားလို့လက်ခံရမယ်မျိုးရိုးမရှိဘူးလေကျမတို့ကမျိုးရိုးမရှိဘူးလေအဲ့ဒါတရုတ်ဆောင်မှပြင်းတယ်တရုတ်မဆောင်တတ်ဘူးကိုရှက်တယ်တစ်တော့တပုတ်ရိုက်ဖို့လေတော်တော်ခက်ရိုက်ရတာတရုတ်မဆောင်တတ်ဘူး